ကျေးဇူးတင်စကားတွေမှာတော့အမရေးထင်လည်းမထင်ထားဘူးပေါ့နော်ဆိုတော့ကိုယ့်ထက်စီနီယာတွေကြားတဲ့အတော်တဲ့သူတွေလည်းအများကြီးရှိတဲ့ကြားတွေကနေရသွားရဲဆိုတော့တကယ်ဝမ်းသာပါတယ်ပြီးတော့ဒီကျေးဇူးတင်စကားပြောချင်မှာကြံသွားမဲ့သူတွေရှိလို့ရှိရင်လည်းအမဒီနေ့ကနေတောင်းပန်ပါတယ်ဒီပေါ့နော်ဒီရုပ်ထုလေးရတယ်ဆိုတာကလည်းကိုတယောက်တည်းကောင်းလို့မဟုတ်ပါဘူးဒီမောင်မီပြာ team တစ်ဖွဲ့လုံးကောင်းလို့DOB ဦးတိုးကြီးတို့ကအစဖွဲ့မိထိုးမှန်တို့တွေကအစပါဝင်တဲ့မင်းသားမင်းသမီးတွေရောဒါတွေအခုကြံခဲ့တဲ့စင်မမပြောဖို့ကြံခဲ့တဲ့စကားတွေရောအခုတခါလေးပြောလိုက်တာပါပြောဖို့ကြံသွားတော့အဲ့တော့သူတို့တွေမကြတနာဘူးတိုင်လုံးယူတနာတင်းသူတို့တွေအကုန်လုံးကိုလည်းတကယ်ကိုကျေးဇူးများကြီးတင်ပါတယ်မာကြီးဆိုအဲ့မှာပါတယ်ဆိုမဲ့သူစားမာကြီးဆိုနောက်ပြီးတော့မြက်ကေတီအောင်မှာမက်ကေသူတို့တွေအားလုံးရဲ့ဝမ်းဝန်းပံ့ပိုးမှုကြောင့်ရုပ်ရှင်ရုပ်ထုကိုရခဲ့တာပါအဲ့အတွက်ကြောင့်ကျေးဇူးများကြီးတင်ပါတယ်ဆောင်းရကလေးရေးလေးရောကြားခဲ့သေးတာမှာကြားတာပေါ့ဆောင်းရပေါ့အမကိုလည်းမှန်းထားကြတပြေးနေတဲ့အချိန်မှာဒါဆိုကြော်ညာတော့မဲ့အချိန်မှာအမရဲ့အောက်မှာခံစားချက်ဘေးမှာလည်းအကုန်လုံးနဲ့အတူတူရှိနေတော့လေရင်ခုန်နေဟောလေမှန်းပြီးတော့မှမရခဲ့ဘူးဆိုလို့ရှိရင်လည်းဖြစ်မှာဘယ်လိုဆိုမလဲစိတ်မကောင်းဖြစ်ရမှာဆိုတော့အရင်စိတ်ကို emotion မထားဘူးစိတ်လျှော့ထားတယ်ပေါ့ရပြီဆိုတော့မှအရန်ဝမ်းသာသွားတာပေါ့ပြိတက်ဆက်တော့လည်းထပ်လို့ကြားတဲ့သူတွေဖြစ်လာတဲ့အခါမှာနောက်တစ်ယောက်လည်းချန်ကောကလေးလေးသူတို့အခုတစ်ချိန်မှာမင်းသမီးသူတို့မေကမင်းသမီးဆိုတာသိလာတဲ့တစ်ချိန်ကျရင်တော့အမေလည်းစုရခဲ့တယ်ဒါတို့သမီးတို့လည်းအเจ้าမှာစုရအောင်ကြိုးစားလို့ပြောမှာစုရတဲ့အချိန်မှာတော့အမေတတိယပေါ့အမေကတော့အိမ်ကနေမလိုက်နိုင်ဘူးအမေကချက်လည်းမကောင်းပွဲမှာလည်းမထိုင်နိုင်တဲ့ခါကျတော့အိမ်ကနေအားပေးနေတယ်ဆိုတော့ရနေပဲ TV ကနေကြောက်လိုက်ပါတယ်အခုချိန်မှာအကယ်ဒမီတက်ခွင့်ရသွားတော့အမအနည်းစိတ်လောက်ရှိပြီလူပညာလောကမှာရက်တည်လာတာပေါ့နော်အနည်းစိတ်မှာဒီအကယ်ဒမီရုပ်ထုလေးပိုင်ခွင့်ရသွားပြီမယုံဘူးခုချိန်นี้မယုံသေးဘူးလက်ထက်ကဒီအမတော်ရဲ့အကယ်ဒမီရုပ်ထုကိုကင်ပြီးအမြဲဓာတ်ပုံရိုက်နေကြဆိုတော့ဒါကိုဟာလားဆိုပြီးတော့ဖြစ်သွားတယ်ဒါကိုပိုင်ဆိုတဲ့ဟာလေးဖြစ်သွားတယ်အဲ့ဒါလေးမယုံသေးဘူးဖြစ်နေခုစိတ်ကိုတော့အခုရသွားပြီဆိုတဲ့အချိန်မှာသိလိုက်တဲ့ခါအရန်ဝမ်းသာနေပျော်နေတော့စကလုံးတွေကမထွက်ဘူးဖြစ်နေပထမတော့မပျော်တာမဟုတ်ပထမကျတော့စိတ်လျှော့တာတော့စကလုံးကမထွက်အခုကျပျော်တော့မထွက်ပြန်ဒီမောင်မီရန်တဲ့ဘောတာမဟုတ်တာအမှတ်တရအဲ့ဒါပို့ပြောတယ်မောင်မီတရားမှာအခုလိုမျိုးဒီမဲမုံရောဒီကိုကျော်ဦးရောကိုအောင်ကိုဦးတို့ရောအတူတူစင်ပေါ်တက်ခွင့်ရတဲ့အတွက်အရန်ဝမ်းသာတယ်ကို့ပေါ်မှာယုံကြည်ကြည်နဲ့ခေါ်ပြီးတော့လောက်ခွင့်ပေးတာပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီလိုမောင်မီပြားကဒီဒေါ်မြညုံက character ကလည်းကြီးတယ်ပြီးတော့အခန်းလည်းများတယ်ဆိုတော့ကိုယ့်ထက်တော်တဲ့အမှုပညာရှင်တွေအများကြီးရှိတယ်။တရားနေမှာအောင်တီလေးကနေပြီးတော့အမကိုရွေးချယ်ပြီးတော့အမလှုပ်ပေးပါဆိုပြီးတော့ကမ်းလှမ်းတာကျေးဇူးအများကြီးတင်တာပါသူတို့ကြောင့်လည်းအမဒီစုလေးကိုအမယူလို့ရတာလေအမကိုဒါမကမ်းလှမ်းရင်အမပဲရမလဲချစ်တဲ့လေးတဲ့အားလုံးတကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်။